One Championship ကို Thai Championship လို့ပြောင်းသင့်ပြီလားအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တွေကြားထဲမှာဝေဖန်တန်တွေတော်တော်လေးဆူညံနေတဲ့ကျော်စွာဝင်းနဲ့ထိုင်းကစားသမားစမင်တန်တို့ရဲ့ပွဲအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲဟာနီးပြူဟာပိုင်းရရောပွဲရဲ့ရလဒ်ပိုင်းမှာပါစဉ်းစားစရာတွေအများကြီးရှိခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ပွဲဆဆချင်းမှာကျော်စွာဝင်းဟာသူ့ရဲ့ပုံမှန်အတိုင်းအကွာဝေးကိုထိန်းပြီးဖြောင်းလက်သီးတွေနဲ့ဖိအားပေးခဲ့ပါတယ်ဒါပေမဲ့ပြိုင်ဘက်စမင်တန်ကတော့အနီးကပ်ဝင်လုံးပြီးတန်စကားထောက်မှာကတ်ထားတဲ့အတွက်ကျော်စွာဝင်းအနေနဲ့သူအားတန်တဲ့ပထမနီးပြူဟာကနေဒုတိယနီးပြူဟာဖြစ်တဲ့အနီးကပ်ကိုလုံးထိုးချက်တွေနဲ့ဝိုက်လက်သီးတွေကိုပြောင်းလဲအသုံးပြုခဲ့ရပါတယ်ဒီပွဲမှာကျော်စွာဝင်းရဲ့လက်ထွက်နှုန်းဟာတိတိတတ်တာပိုများခဲ့တာကိုလည်းတွေ့ရပါတယ်ဒီပွဲမှာအဓိကဝေဖန်စရာဖြစ်လာတာကတော့စမင်တန်ရဲ့ဝိတ်ကျော်နေမှုနဲ့ကစားဟန်ပဲဖြစ်ပါတယ်။စမင်တန်ဟာကျွမ်းကျင်မှုမဆန်စွာဝိတ်ကျော်နေခဲ့တယ်လို့ပွဲအတွင်းမှာလည်းထိုးတက်တာထက်ပတ်ပြေးတာဖတ်ထားတာနဲ့ရှောင်းတိန်တာတွေကိုပဲတပွဲလုံးနီးပါးလှုပ်ဆောင်သွားခဲ့ပါတယ်။ကျော်စွာဝင်းကသာပွဲကိုအသက်ဝင်အောင်အတင်းလိုက်ထိုးနေရပေမဲ့စမင်တန်ကတော့အနေရကင်းအောင်ပဲရှောင်ပြေးနေခဲ့တာဖြစ်ပါတယ်။ပွဲအပြီးမှာတော့အားလုံးကိုအံ့အားသင့်စေခဲ့တာကဒိုင်တွေရဲ့အဆုံးဖြတ်ပါကျော်စွာဝင်းကပိုပြီးရုန်းကန်ခဲ့တယ်လို့ထိချက်တွေလည်းပိုများခဲ့ပေမဲ့ဒိုင်တွေကတညီတညွတ်ထဲနဲ့စမင်တန်ကိုအနိုင်ပေးခဲ့ပါတယ်။ထိုင်းကစားသမားတွေအလဲမထိုးခံရရင်မရှုံးဘူးဆိုတဲ့အချက်ဟာဒီပွဲမှာတိတိတတ်တာကြီးရုပ်ပေါက်သွားခဲ့တယ်လို့ပရိသတ်တော်တော်များများကယူဆနေကြပါတယ်။ကျော်စွာဝင်းအနေနဲ့ဒီပွဲကနေအတွေ့အကြုံကောင်းတွေရခဲ့ပါတယ်။ဒါပေမဲ့ဝိတ်တန်းအပြောင်းလဲကြောင့်ပါဝါပိုင်းမှာလိုအပ်ချက်လေးတွေရှိနေသလိုတဒေါင်နဲ့ဒူးတိုက်ချက်တွေကိုလည်းအခုထပ်ပိုပြီးထိရောက်အောင်ပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်။စမင်တန်လိုကစားပုံမျိုးနဲ့ကတော့ကမ္ဘာအဆင့်စာချုပ်ရဖို့ခက်ခဲပါလိမ့်မယ်။ကျော်စွာဝင်းအနေနဲ့ကတော့ဒီထက်ပိုကောင်းတဲ့ပြင်ဆင်မှုတွေနဲ့ပြန်လာနိုင်မယ်လို့ယုံကြည်ပါတယ်။ပရိသတ်တို့ရောထိုင်းမှတ်ပေးတိုင်တွေအပေါ်ဘယ်လိုမြင်လဲအမြင်လေးတွေပြောသွားကြပါအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။